BJ ဘယ်သွားမလို့လဲ ကောင်းလေဘာလို့လဲအကကြည့်နေတယ် အော်လေ့ကျင့်ငယ်ဝေါကောက်မိုက်တယ်မိသားကြတယ် ဟုတ်တယ် YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိမ့်တည်တာကိုဖြစ်စေကူယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကူယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှ66ခန်းငယ်အရာဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှ33ခါခွေအရာဖြစ်စေလိုအပ်သလိုတရားစွဲဆိုမှုဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကြာတင်နိုင်ကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာ ခုချိန်ကစပြီးကမ်းခြေလှပင်မပြိုင်ပွဲကြီးကိုစာတင်ဖွင့်လှစ်ကြောင်းကြေညာပါရခင်ဗျာဟုတ်ကဲ့ပါဒီနေ့ပြိုင်ပွဲကြီးကိုအဓိကကုညီပံ့ပိုးပေးတာကတော့ဘယ်လာကုမ္ပဏီဖြစ်ပါတယ်ဘယ်လာကုမ္ပဏီနဲ့သူကျွန်တော်တို့ဖွဲ့အားလုံးတဲခုခွင့်ရအောင်အခမဲ့တဲခုခွင့်ပေးတာတော့ဒီချောင်းနာဟိုတယ်ကကုညီပေးတာဖြစ်ပါတယ်ခင်ဗျာအဲဝက်စီများကိုစီစဉ်တင်ဆက်ပေးတဲ့သူဖြစ်ကျွန်တော်နာမည်မောင်ကျော်ကြားဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ရှင်ကျမကတော့ဖွင့်မှဖြစ်ပါတယ်ပြီးတော့တရားချရတဲ့ပိတ်သက်ကြီးကိုမကြခင်မှာအနေနဲ့ရက်ကရှိတဲ့အလှမဲ့အမိုက်စားလေးတွေနဲ့လည်းမိတ်ဆက်ပေးမှဖြစ်ပါတယ်ရှင် ဟုတ်ကောဒီတိုင်းဝဲဒီမှာဆိုရင်တိုင်ဝဲဝင်ရောက်ကိုအမားစုဒီရာစုတတရာစုတင်းနေပြီ ပြီးတော့ထူးခြားတဲ့အစီအစဉ်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့အခု state ပေါ်မှာဒီကအလှမဲ့တွေမဟုတ်ဘူးနဲ့ဒီကမ်းခြေမှာရောက်နေကြတဲ့မမလလလေးတွေညီမလေးလလလေးတွေလည်းဒီ state ဆိုမှာစိတ်ဝင်စားတယ်ဆိုလာရောက်ရှင်နေနေပါတယ်ရှင်အဲ့ဒီအတွက်လည်းစင်နောက်မှာတခါရင်စီးရင်ပေးလို့ရပါတယ် ဘိုးလာဘိုးဘိုးယုံကြည်မှုရှိတဲ့ဆိုရင် welcome ဒီလေဟုတ်ပါလေဟုတ်တယ်မမော်ရှိုးမလုပ်နေတယ်အဲ့ဒါရိုစီတော့ချီချင်အောင်ဒီလေတောင်းတော့ အဲ့ဆူညာနေရတော့ပါဟိုတည်းမှာလာနေလို့ရလို့လား ဩဒီလေကလေအဲ့ဒီတဝင်းကျင်းမကြီးမြုပ်ခဲ့နှစ်ပတ်တည်းကြိုပြောရတာတဲ့ဒီလိုတော့ချီအောင်နော် ငါဆိုင်နေလေမအောင် ဒီလေကလည်းတော့ချီအောင်အဲ့ဆိုနောက်မှကြိုရတာပဲဟာအော်ပြီးတော့အဲ့တဝင်းအတွေ့အကြုံမရှိလို့ပြန်ရရတယ်တဲ့ဘာတနာရှင်သိနေစအောင်ပေးမှာတဲ့အဲ့ဒါလေရိုစီလည်းမပြန်ရင်ကောင်းလားလို့ ဟဲ့ချိုးချက်ချက်တွေလုံးတာနော်နင်းမေကဒီမှာကန်းချီကိုပို့ခိုင်းနေဆိုတာအေးစစ်စစ်အနားယူအပန်းပြဘူးဘူးဆက်ဆက်တွေနေမကြိုက်ဘူး